နေ့ကိုအိတ်ချင်တယ်ထမင်းမှာစားပြီးအိတ်ပြီခေါကောနဲ့အိတ်တယ်တနေ့ကုန်အိတ်ညကြတော့ထားမှာဒါပြင်းတယ်နေ့လည်းအိတ်တယ်ညလည်းထားမှာပြင်းတယ်၆ခနဲ့အတန်ကြလည်းထားမကြည့်ဘူးအရက်ကလေးတများများစားစရာလေးနော်အနာနာမှာထားပြီးတော့ပါဇက်ကလေးတစ်လုံးလုံးတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးဟာအိမ်မှာမိသားစုနဲ့နေလို့ဖြစ်တဲ့ပုဂ္ဂိုလ်မျိုးမဟုတ်ဘူးတဲ့မြတ်စွာဘုရားအဲ့တော့ဆိုလိုတာမြတ်စွာဘုရားဆိုလိုတဲ့အဓိပ္ပာယ်ကဘာလို့ဆိုနေလည်းမင်းနဲ့ညလည်းနိုးနိုးချာချာနေအဲ့ဒီလိုနေတဲ့ပုဂ္ဂိုလ်မျိုးမူရစ်ပြီးတော့မနေတဲ့အမြဲတမ်းဟာတက်တက်ကြွကြွနဲ့အလုပ်ကိုလုပ်အဲ့ဒီပုဂ္ဂိုလ်မျိုးမှမိသားစုဘဝမှာနေတဲ့နဲ့ဒါမှကြီးပေါင်းလုပ်နိုင်မယ်လို့ဒီလိုဟောတာနော်အဲ့ဒီလိုလုပ်လို့ရှိရင်မကြီးပွားပဲမနေဘူးလို့